အတူပြန်ဆောင်ချိန်မှာခင်လိုင်ကိုအခုလိုအဆက်ခွဲပြောဆိုလိုက်တဲ့ဒိန်းအောင်ပရိသတ်တရားလုံးပဲမင်္ဂလာပါရှင်ခင်လိုင်နဲ့ဒိန်းအောင်ဆိုတာကတစ်ချိန်လုံးကမခွဲတူအမြဲရှိနေကြတဲ့အနုပညာညီကိုတွေလို့ပြောရင်လည်းမမှားပါဘူးသူတို့နှစ်ယောက်ပေါင်းပြီးတော့မှပရိသတ်တွေကိုပျော်အောင်လုပ်ပေးခဲ့ကြတဲ့အချိန်တွေလည်းတပုံတပင်ကြီးပါဒါပေမဲ့လည်းနှစ်ယောက်သားဟာအခုနောက်ပိုင်းမှာအခြေအနေမျိုးမျိုးကြောင့်အတူတွဲပြီးတော့မှအလုံးမလုံးဖြစ်တော့တာနဲ့ဝေးကွာသွားခဲ့ကြတာလည်းဖြစ်ပါတယ်ခင်လိုင်ကတော့စီးပွားရေးရောအဆက်ဆက်ရမှာပါကောင်းမွန်လုံးနေတာကြောင့်အေးစစ်စစ်နေနိုင်ပေမဲ့ဒိန်းအောင်တယောက်ကတော့ခင်လိုင်တဝက်လောက်မိဖို့အရေးကိုအစွမ်းကုန်စူးစမ်းနေရရှာပါတယ်သူတို့နှစ်ဦးဟာလွန်ခဲ့တဲ့နှစ်တွေကအတူတူတွဲဆုံကြပြီးတော့တချင်းအတူဆိုစကားတွေအတူပြောကြပြီးအလွမ်းသွန်နေကြတာလည်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာဒိန်းအောင်ကထားပြီးတော့ခင်လိုင်ဝယ်ထားတဲ့နာရီအကြောင်းကိုအောက်ဖန်လဲပြောဆိုပါတော့တယ်သိတဲ့အတိုင်းပဲခင်လိုင်ရဲ့နာရီကြီးကိုအားလုံးကသိန်းပေါင်း1000ကျော်တန်းဆွစ်ဇာလန်ဘရန်တစ်ခုလိုထင်ထားနေကြတာလည်းဖြစ်ပါတယ်တကယ်တမ်းကျတော့အဲ့ဒါကမဟုတ်မှန်ဒိန်းအောင်ကအချက်ခွဲပြောဆိုလိုက်ပြီးတော့သူဝတ်ထားတာကသိန်းစက္ကန့်လောက်တောင်တောင်မိုးရှိတဲ့နာရီအတူကြီးဖြစ်ကြောင်းကိုအလုံးသိအောင်ဖွင့်ချလာတာပါခင်လိုင်ကနဲ့ရှက်ရှက်နဲ့သူ့ဟာကသိန်း1000တန်မဟုတ်ပါဘူးသိန်း1000တန်ပိုင်ဆိုင်မယ်ဆိုရင်တော့နာရီတစ်လုံးဝယ်မယ်အစားမရှိတဲ့သူတွေကိုပဲကူညီမှာပေါ့ဗျာဒါတောင်မိမနဲ့ရန်ဖြစ်ပြီးတော့မနှဲဝယ်ထားရတဲ့သိန်း30ကျော်တန်နာရီဖြစ်ပါတယ်လို့အလုံးကိုပြောဆိုကဝန်ခံလိုက်တာလည်းဖြစ်ပါတယ်ချစ်တော့ချစ်တယ်မတည့်ဘူးဆိုတာဒီတငယ်ချင်းတယောက်ကိုပြောတာလည်းဖြစ်ပါတယ်နော်နေရတဲ့စံထိတ်ထားဦးမင်းသမီးကြီးခိုင်နေကြီးရဲ့သမီးဖြစ်တဲ့စနေဒါဦးကတစ်ချိန်ကရုံးလာဖို့ဆိုပြီးတော့ဝေဖန်ခံခဲ့ရတဲ့သူပါအခုဆိုရင်နောက်ရုပ်ရှင်လောကတွေကိုဝင်ရောက်လာပြီးပွဲအတွက်ရုပ်ရှင်ဇာတ်ကားမှာသရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်သူသရုပ်ဆောင်ထားတဲ့မိချဲရုပ်ရှင်ဇာတ်ကားကြီးကအော်ဒရှင်ခန်းစားနေရတဲ့ကလေးငယ်တယောက်ရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ Family Drama ဇာတ်ကားကြီးပဲဖြစ်ပါတယ်စနေဒါဦးကဒီကားထဲမှာအော်ဒရှင်ဖြစ်နေတဲ့မိန်းကလေးအဖြစ်အဓိကပါဝင်သရုပ်ဆောင်ထားတာပါသရုပ်ဆောင်ရင်းချက်သူတွေတောင်ပြီးအောင်သရုပ်ဆောင်ဖို့အတော်လေးကိုခက်ခဲတဲ့ဇာတ်ရုပ်မျိုးဖြစ်တဲ့အပြင်အပေါ်လိုမရှိကွက်တိဖြစ်နေတာကြောင့်အမေထက်လက်ဆောင်ထမ်းမဲ့သမီးဖြစ်ချီချူးခံနေရတာလည်းဖြစ်ပါတယ်ဒီလိုဇာတ်ကားမျိုးကိုဝိုင်းရင်သရုပ်ဆောင်မင်းသမီးတွေတောင်လက်ခံလေးမရှိပဲပို့သွားတာလည်းဖြစ်ပါတယ်လိုသွားတာပဲဖြစ်ဖြစ်တဘာဝမကြနိုင်တာကြောင့်ညင်းလေးရှိပါတယ်စနေဒါဦးကတော့ရုပ်ရှင်ပြီးအောင်အလားအပကိုဦးစားမပေးဘဲနဲ့အော်ဒီရှင်ကလေးရဲ့ဖြစ်အသက်ဝင်အောင်သရုပ်ဆောင်ထားတာပါမျက်နှာအမိုးအရာအကြည့်တွေလှုပ်ရှားမှုတွေဟန်ပန်မှုတွေကအော်ဒီရှင်တယောက်ရဲ့တဘာဝကိုတည်တည်ကြကြလေးလာပြီးမှသရုပ်ဆောင်ထားတာဆိုတာပေါ်လွင်နေပါတယ်သူရဲ့မိခင်ဖြစ်တဲ့ခိုင်ကြီးချီကလည်းသရုပ်ဆောင်ကောင်းသူဖြစ်ပြီးတော့အခုတော့သမီးဖြစ်သူစနေဒါဦးကလည်းပထမဆုံးစကားမှာတင်ခေသူမဟုတ်ကြောင်းလက်တွေ့ပြသွားပါပြီနာမည်ကြီးမင်းသမီးရဲ့သမီးဆိုတဲ့ကုံမုတ်ထက်စနေဒါဦးဆိုတဲ့ကုံပိုင်ကုံမုတ်လေးရအောင်စူးစမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်အော်သစီဝိနာရှင်တွေရဲ့ဘဝကိုနားလည်ခန်းစားစေဖို့ရိုက်ကူးထားတဲ့မိချေရုပ်ရှင်ဇာတ်ကားကြီးကိုမကြခင်မှာယုံတင်ပြသတော့မှာပဲဖြစ်ပါတယ်အမေထက်လက်ဆောင်ထက်မဲ့သမီးလေးလို့ချီချူးခံနေရတဲ့စနေဒါဦးရဲ့သရုပ်ဆောင်မှုတွေကိုအားပေးကြလားဆိုတာခွန်မမာကြီးတွားပြီးခဲ့ကြပါအောင်ရှင်ဒီကြည်ကွဲမှုတွေကြောင့်သူမရဲ့စံရှင်တွေကိုဖျက်ချလိုက်တဲ့အထိစိတ်ကြီးခိုက်ခဲ့ရတာလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ဖိုးဖေးကအရင်လိုအားမငယ်နေတော့ပါဘူး